အားလုံးပဲမင်္ဂလာပါဒီနေ့လီမှာတော့ပဇွန်မဆလာချက်နီးလေးမျှဝေပေးသွားမှာဖြစ်ပါတယ်တကယ်ချင်းတွေဟုတ်ကဲ့ပါပဇွန်မဆလာချက်နီးတွေအများကြီးရှိတဲ့နေရာမှာအဆင်ပြေမဲ့နီးလန်းလေးတစ်ခုကိုရွေးချယ်ပြီးတော့တကယ်ချင်းကိုချက်ပြပေးသွားမှာဖြစ်ပါတယ်ဗျအရန်လဲလွယ်တာပေါ့နော်အရန်လဲလွယ်တယ်ရိုးရှင်းတယ်အရန်လဲစားလို့ကောင်းမဲ့ချက်နီးလေးတစ်ခုနဲ့မိတ်ဆက်ပေးလိုက်ပါတယ်တကယ်ချင်းတွေဟုတ်ကဲ့ပါဗျပဇွန်မဆလာချက်ဖို့ဆိုလို့ရှိရင်ကြက်သွန်ဒီကြက်သွန်အဖြူနန်းနန်းပင်ရဲ့ရှမ်းနဲ့နန်းရဲ့ပေါ့နော်ဒါလေးတွေကိုကျွန်တော်အခုအရှိပိုင်းမှာနှုတ်နှုတ်ဆင်းပြသလိုမျိုးလေးနှုတ်နှုတ်လေးတွေဆင်းထားလိုက်ပါဗျပြီးလို့ရှိရင်ကျွန်တော်တို့ကပဇွန်လေးတွေကိုကြောလေးတွေခွဲလိုက်ပါနော်ပဇွန်ကတော့တငယ်ချင်းတို့အဆင်ပြေတဲ့ပဇွန်ကိုသုံးလို့ရပါတယ်နော်ဟုတ်ကဲ့ပါဗျပဇွန်ချက်ဖို့အတွက်ကျွန်တော်တို့ကလောလောဆယ်ပဇွန်ကိုကျွန်တော်တို့နည်းနည်းလေးတန့်ရှင်းလေးလုပ်လိုက်မယ်နော်ရေလေးစီးလိုက်မယ်ပြီးရင်ကြောမှာပါတဲ့အမဲချောင်းလေးတွေကိုဖယ်လိုက်မယ်ဗျဟုတ်ကဲ့ပါအကုန်လုံးဖယ်လိုက်မယ်နော်ခုကျွန်တော်ချက်ပြမယ်နီလန်းလေးကတော့စားတော့ဆိုင်မှာချက်တဲ့နီလန်းလေးဖြစ်ပါတယ်နော်တကယ်ချင်းတို့အိမ်မှာလည်းလှုပ်ရှားကြည့်လို့ရအောင်ကျွန်တော်ကမျှဝေပေးလိုက်တာဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါပဇွန်ကိုလည်းတန်ရှင်းလုပ်လို့ပြီးပါပြီဆိုရင်အရသာလေးအရင်ဦးဆုံးနယ်လိုက်မယ်နော်အချုံမို့ရဲ့စက်သားမို့ရဲ့ငရုတ်ကောင်းစီမွေးပေါ့နော်ပြီးရင်ကနန်းမဆလာပါပြီးလို့ရှိရင်ကျွန်တော်တို့ကအဲ့ဒါလေးကိုနှံ့သွားအောင်ရသာနယ်လိုက်မယ်နော်လက်အိတ်ရှိရင်လက်အိတ်နဲ့နယ်လို့ရပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကကော်မုတ်လေးနဲ့ကတ်လိုက်မှာဖြစ်ပါတယ်ဗျကော်မုတ်လေးကို3စုံလောက်ထည့်လိုက်ပေါ့နော်ခန့်မှန်ပြီးထည့်ပါပဇွန်ပေါ်မူတည်ပြီးထည့်လို့ရပါတယ်ဗျအဲ့ဒါအဓိကမဟုတ်ဘူးပေါ့နော်ဟောကိုရွှေတာပြီးသုံးကျင်တယ်ဆိုရင်တော့ short ထည့်ပေါ့ဗျာပြီးလို့ရှိရင်ကျွန်တော်တို့ကအဲ့ဒါလေးကိုနှံ့အောင်ကတ်လိုက်မယ်နော်ကော်မုတ်လေးနဲ့အမီလေးတော့ခြံထားလိုက်ပါဗျာအမီကိုကတ်စရာမလိုဘူးနော်ပြီးလို့ရှိရင်ကျွန်တော်တို့ကပဇွန်ချက်ဖို့အတွက်အနှစ်ပြုလုပ်အောင်မှာဖြစ်ပါတယ်ဗျကြက်ဥလေး3လုံးအရင်ထည့်လိုက်ပါပြီးရင်ခုနကနှုတ်နှုတ်ဆင်းထားတဲ့ကြက်သွန်ဒီကြက်သွန်အဖြူပေါ့နော်ပြီးရင်နန်းနန်းပဲရှမ်းနန်းနန်းဒါလေးတွေထည့်လိုက်ပါဗျာပြီးလို့ရှိရင်အယောင်တင်မုံအချိုမုံကြက်သားမုံပြီးရင်ပဇွန်ငံပြားကြီးငရုတ်ကောင်းခယူစီပြီးရင်တကြားလေးနဲ့ထည့်ပါပြီးရင်ကနန်းမဆလာလေးထည့်လိုက်မယ်နော်အဲ့ဒါလေးကိုကျွန်တော်တို့ကနှံ့သွားအောင်နည်းနည်းလေးခက်လောက်လိုက်မယ်နော်နည်းနည်းလေးမှွေလိုက်ပါဗျာဟိုဘက်ဒီဘက်နှံ့သွားအောင်ပေါ့နော်အရသာလေးတွေလည်းပျော်ဝင်သွားအောင်ကျွန်တော်တို့ကနည်းနည်းမှွေလိုက်ပါဗျာပြီးလို့ရှိရင်စီပူပူတဲ့ကိုခုနကကော်နဲ့ကတ်ထားတဲ့ပဇွန်လေးကိုကျွတ်နေအောင်ထည့်ပြီးကြော်ပေးရမှာဖြစ်ပါတယ်တကယ်ချင်းတွေဟုတ်ကဲ့ပါပဇွန်လေးကိုကျွတ်နေအောင်ကြော်ပေးလိုက်မယ်နော်နှစ်ခါလောက်ထည့်ကြော်ပေးပါဗျစီကိုပူအောင်တည်ထားလိုက်ပြီးကြရင်ခုနဆယ်ထားတဲ့ပဇွန်လေးကိုနောက်တစ်ခေါက်လောက်ပြန်ထည့်လိုက်ပါနော်အဲ့လောက်ဆိုရင်ရပါပြီဗျရှိုးဝါရောင်အနေထားလေးပေါ့နော်ကျွတ်လေးပါကဲပဇွန်လေးကိုချက်ဖို့အတွက်ကျွန်တော်တို့အနှစ်လေးကိုအရင်ဦးဆုံးချက်လိုက်ရအောင်ဗျအနှစ်ချက်ဖို့အတွက်စီလေးနည်းနည်းအရင်ထည့်ပြီးခုနကစက်ထားတဲ့အနှစ်လေးထည့်လိုက်ပေါ့နော်မီးလေးတအားမပြင်းနဲ့ဟုတ်ဗျမီးနည်းနည်းလေးနဲ့ကျွန်တော်တို့အရင်ဦးဆုံးလုပ်လိုက်မယ်နော်နည်းနည်းလေးကျွန်တော်တို့အနှစ်လေးကြွလာပြီဆိုလို့ရှိရင်လိုလို့ရှိရင်စီလေးနည်းနည်းထည့်ပါပြီးရင်ပစုံလေးထည့်ပြီးခလောက်လိုက်ပါဗျဒေဦးထဲမှာထည့်ပြီးတော့မှွေလိုက်ပါနော်ပြီးရင်ကျွန်တော်တို့ကတော့စီနီလေးထည့်လိုက်ပါဗျတကယ်ချင်းတို့ကစီနီမထည့်ချင်ဘူးစီများမှာကြောက်တယ်ဆိုလို့ရှိရင်စီနီမထည့်ပါနဲ့ဘဲငံပြားရဲ့အပြစ်လေးထည့်လိုက်ပါဘဲငံပြားရဲ့အပြစ်ကလည်းအယောင်တက်ပါတယ်နော်ကာလာလေးတက်ပါတယ်ဗျဟုတ်ကဲ့ပါအရင်6သွားပြီဆိုရင်ရေလေးနဲ့ထည့်ပြီးတော့ဆူဆူလေးဖြစ်သွားအောင်ပြန်လုပ်လို့ရပါတယ်နော်ရေလုံးဝမထည့်ပဲနဲ့လည်းဒီတိုင်းချက်လို့ရပါတယ်ဟုတ်ကဲ့ပါအရန်ဟိုမှာစားလို့ကောင်းတဲ့ပဇွန်မဆလာချက်လေးရပါပြီနော်တကယ်ချင်းတို့အိမ်မှာကိုယ်တိုင်လှုပ်ရှားကြည့်ပါနော်အရန်စားလို့ကောင်းပါတယ်ဗျဟုတ်ကဲ့ပါထမင်းလည်းအရန်ကိုမြင်တဲ့ပဇွန်မဆလာချက်လေးဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်နေကြတဲ့တကယ်ချင်းတို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျဟုတ်ကဲ့ပါနောက်ထပ်ကျွန်တော်ဗီဒီယိုအသစ်လေးတွေတင်ဆက်ဖို့အားရှိအောင်ကျွန်တော်ဗီဒီယိုလေးကို like and share လေးနဲ့ကူညီပေးသွားကြပါအောင်เนาะနောက်ဗီဒီယိုမှာပြန်ဆုံကြမှာတကယ်ချင်းတွေ